လန်ခွဲပြီးတာတော့ကိုပိုင်ဆိုင်မှုနဲ့ကိုရက်တီရမယ်ရိုနယ်ဒိုနဲ့ဂျော်ဂျီနာတို့ရဲ့လက်ထပ်စာချုပ်အားလုံးပဲမင်္ဂလာပါပြေးချန်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေပြီးခဲ့တဲ့10ရက်နေ့ကလူမသိသူမသိမင်္ဂလာဆောင်ခဲ့ကြတဲ့ရိုနယ်ဒိုနဲ့ဂျော်ဂျီနာတို့ရဲ့လက်ထပ်စာချုပ်မှာထည့်သွင်းချုပ်ဆိုထားတဲ့ချက်တစ်ခုကတော့အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒါကရိုနယ်ဒိုနဲ့ဂျော်ဂျီနာတို့ဟာတိကျပိုင်ဆိုင်မှုစနစ်နဲ့နှုတ်နှစ်ဖက်သဘောတူပြီးလက်မှတ်ရေးထိုးခဲ့ကြတာပါဆိုလိုတာကသူတို့နှစ်ဦးလက်မထပ်ခင်ကကိုစီပိုင်ဆိုင်ထားတဲ့စီးစိမ်တွေကိုလက်ထပ်ပြီးတိုင်အောင်အတူတကွပိုင်ဆိုင်ခွင့်ရရှိမှာမဟုတ်ပဲတိသက်စီခွဲထားတာမျိုးဖြစ်ပါတယ်ဒါပြင်အနာဂတ်မှာအဆင်မပြေလို့လမ်းခွဲခဲ့ရင်တော့ရိုနယ်ဒိုရဲ့တန်ပေါင်းများစွာသောပိုင်ဆိုင်မှုတွေကိုဂျော်ဂျီနာကတပြားတစ်ချက်မှရရှိသွားမှာမဟုတ်ပါဘူးထုတ်ပေါ်လာတဲ့သတင်းတွေအရတော့သူတို့နှစ်ဦးအနေနဲ့လမ်းခွဲခဲ့ပါကဂျော်ဂျီနာတို့တသက်တာလားစင်ကြီးယူရို3သိန်းဝန်းကျင်ရရှိမယ်လို့ဖော်ပြနေကြပြီးစပိန်နိုင်ငံမက်ဒရစ်မြို့ရှိလာဖင်ကာဧရိယာကသူတို့ရဲ့စိန်ခံဆိုင်ကိုပိုင်ဆိုင်ခွင့်ရရှိမဲ့စီကံချက်တွေပါဝင်နေတယ်လို့သိရပါတယ်ဒါပေမဲ့ရိုနယ်ဒိုနဲ့ဂျော်ဂျီနာတို့ဘက်ကတော့အဆိုပါတည်တံ့ဗန်နာရေးဆိုင်ရာအချက်လက်တွေကိုတရားဝင်တည်ပြုပြောကြားခြင်းမရှိသေးသလိုတရားဝင်ထုတ်ပြန်ထားတဲ့ဥပဒေအကြောင်းအရာစာရွက်စာတမ်းတွေမှာလည်းအဆိုပါချက်တွေပါဝင်တာမျိုးတော့မရှိသေးပါဘူးအခုလိုတိကျပိုင်ဆိုင်ခွင့်စနစ်နဲ့လက်ထပ်တဲ့ရွေးချက်ကရိုနယ်ဒိုအနေနဲ့ကစားသမားဘဝနှစ်ပေါင်းများစွာစူးစမ်းပန်းစားနဲ့ရှာဖွေထားရတဲ့စီးစိမ်ဥစ္စာတွေကိုကာကွယ်ဖို့အတွက်ရွေးထားတာဖြစ်ပါတယ်ပြောရရင်ဂျော်ဂျီနာဘက်ကနင်းနာတယ်လို့ယူဆနိုင်ပေမဲ့တစ်သူတန်တန်10စုနှစ်တခုစာလက်တွဲလာတဲ့ကာလတစ်လျှောက်လုံးမှာရိုနယ်ဒိုရဲ့လွှမ်းမိုးမှုကြောင့်ဂျော်ဂျီနာကအောင်မြင်တဲ့မော်ဒယ်တစ်ယောက် social influencer တစ်ယောက်ဖြစ်လာခဲ့တာပါလွန်ခဲ့တဲ့2016ခုနှစ်ကမက်ဒရစ်မြို့ရဲ့ဂူချီဆိုင်လေးမှာအယောင်းဝန်ထမ်းလုပ်ကင်ခဲ့ရကနေရိုနယ်ဒိုရဲ့မထင်မှတ်ပဲမြေမေချင်းချစ်ချမ်းမိခဲ့ပြီးနောက်ဂျော်ဂျီနာရဲ့ဘဝကတစ်ချိန်တိုးပြောင်းလဲသွားခဲ့တာပါရိုနယ်ဒိုနဲ့မတွေ့ခင်တော့ကဆိုရင်ဂျော်ဂျီနာကစပိန်နဲ့အင်္ဂလန်တို့မှာဝိုင်းရေးအတွက်တာမန်ရောင်းဝန်ထမ်းဝန်ဆောင်မှုပုံမှန်လိုများကိုလုပ်ကင်ရင်းရိုးချင်းချိုးချံစွာနေထိုင်ခဲ့သူဖြစ်ပါတယ်ဂျော်ဂျီနာဟာအာဂျင်တီးနားနိုင်ငံကနေစပိန်နိုင်ငံဂျာကာမြို့ကိုကလေးဘွားတွေကပြောင်းရွှေ့နေထိုင်ခဲ့ပြီးရိုးချင်းတဲ့မိသားစုတိုင်ဝမ်မှာကြီးပြင်းခဲ့ပါတယ်ဘဲလီကာကိုစိတ်ဝင်စားပြီးကားတက်သူဖြစ်ပေမဲ့သူ့ဘဝအတွက်အသက်မွေးဝမ်းကြောင်းလုပ်ဖို့မိသားစုကအကတင်တန်းကြေးကိုမပေးနိုင်ခဲ့ပါဘူးဖခင်ဖြစ်သူကမူရစ်စေဝါရောင်းဝယ်မှုနဲ့ထောင်ဒဏ်ကျခံခဲ့ရတော့ကဗနိုင်ဆိုင်ရာကြက်တွေနဲ့ရင်ဆိုင်ခဲ့ရသူဖြစ်ပြီးစပွဲတိုးအလုပ်ကိုလုပ်ခဲ့ကနောက်ပိုင်းမှာအင်္ဂလိပ်စာသင်ယူဖို့နဲ့ကလေးထိတ်လို့ဖို့အင်္ဂလန်နိုင်ငံဘရစ္စတိုမြို့ကိုပြောင်းရွှေ့ခဲ့ရပါတယ်နောက်ပိုင်းမှာစပိန်ကိုပြန်လာခဲ့ပြီးမက်ဒရစ်ကိုပြောင်းကဂူချီဆိုင်မှာရောင်းဝန်ထမ်းဖြစ်အလုပ်ရရှိခဲ့ပြီးအဲ့ဒီအချိန်မှာပဲရိုနယ်ဒိုနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်ဂျော်ဂျီနာနဲ့စတင်တွေ့ဆုံတော့ကရိုနယ်ဒိုကရီယယ်မက်ဒရစ်မှာအောင်မြင်နေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ပိုဆိုးတာကနောက်ပိုင်းမှာဂျော်ဂျီနာကရိုနယ်ဒိုရဲ့ချစ်သူမှန်းသိတဲ့အခါမီဒီယာတွေကအင်တာဗျူးဖို့အတွက်အဆိုပါဂူချီဆိုင်ကိုအလုံးနဲ့ရင်ရောက်လာခဲ့လို့ဂျော်ဂျီနာတယောက်အလုပ်ပြုတ်လူနေပါဖြစ်ခဲ့ရပါတယ်နောက်ပိုင်းမှာတော့ရိုနယ်ဒိုကလူသိရှင်ကြားချပြလာခဲ့ပြီးလက်တွဲခဲ့တာကြောင့်ဂျော်ဂျီနာဟာကမ္ဘာကျော်ဘရန်တွေနဲ့အတူအလုပ်လုပ်ခွင့်ရခဲ့ပြီးအောင်မြင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်လာကကမ္ဘာအကျော်ကြားဆုံးဆယ်လီတစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်အခုဆိုရင်ဂျော်ဂျီနာဟာ Instagram မှာ follower သန်း80ကျော်ပိုင်ဆိုင်ထားပြီးစပွန်ဆာပေးထားတဲ့ post တွေနဲ့အမတ်တစိတ်ပူပေါင်းဆောင်ရွက်မှုတွေကနေဝင်ငွေများပြားရရှိထားပါတယ်သူမဟာ Gucci Prada Chanel နဲ့ချိုပတ်လိုမျိုးထိပ်တန်းအဆင့်မြင့်ဖက်ရှင်နဲ့စိန်ခံဂျန်နရာလုပ်ငန်းစုကြီးတွေနဲ့ပူပေါင်းလုပ်ကိုင်နေပြီးသူမရဲ့ကိုယ်ပိုင်အောင်မြင်တဲ့ Netflix series ဖြစ်တဲ့ I Am Georgina မှာလည်းပါဝင်သရုပ်ဆောင်ခဲ့ပါတယ်သူမဟာရေမွေးထုတ်လုပ်ခြင်းနဲ့စီးပွားရေးလုပ်ငန်းများကိုပူးတွဲတည်ထောင်ခြင်းပါဝင်ကိုယ်ပိုင်စီးပွားရေးစီမံကိန်းတွေကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်ပြောချင်တာကဂျော်ဂျီနာအနေနဲ့ဒီလိုအခြေအနေထိရောက်အောင်ဘေးနားကနေဆွဲတင်ပေးခဲ့သူကရိုနယ်ဒိုပါအခုလက်ထပ်စာချုပ်မှာကိုယ်ပိုင်စီးစိမ်ဥစ္စာနဲ့ပိုင်ဆိုင်မှုတွေကိုခွဲခြားထားတာကအများမြင်မှာတော့ပြောချင်စရာဖြစ်ပေမဲ့သူတို့နှစ်ဦးကတော့တူးနဲ့တူအပြန်လည်နားလည်မှုရှိခဲ့ကြတာပါအထူးသဖြင့်ဂျော်ဂျီနာကရိုနယ်ဒိုအနေနဲ့ဘွားတစ်လျှောက်လုံးရုန်းကန်ကြိုးစားပြီးရှာဖွေထားတဲ့တန်ပေါင်းများစွာသောစီးစိမ်တွေကိုအတိမတ်ပြုနားလည်ထားပြီးသူမဘွားကိုအကြီးမားဆုံးပြောင်းလဲပေးခဲ့တဲ့သူပေါ်ဘာမှစောရကတက်စရာမရှိခဲ့တာပါသိကြပါတယ်သူတို့နှစ်ယောက်ကြားမှာဒီလောက်ထိနားလည်မှုရှိတိုင်းရင်လမ်းခွဲဖို့ဆိုတာလည်းဘယ်တော့မှဖြစ်လာမှာမဟုတ်သလိုရိုနယ်ဒိုနဲ့ဂျော်ဂျီနာတို့ရဲ့အိမ်တော်ဘက်တစ်လျှောက်လုံးနေထွေးတဲ့မိသားစုနဲ့သာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားတော့မှာဖြစ်ပါတယ်အစောနေ့နားဆင်ပေးခဲ့တဲ့တယောက်ချင်းစတိုင်းကိုကျေးဇူးတွင်တင်ရှိပါရခင်ဗျာ